ကဲအားလုံးပဲမင်္ဂလာပါ MSC Plus ကနေကြိုဆိုပါတယ်ကိုခံပညာတိုင်းပေါင်းသူဝါသနာရှင်တွေအတွက်လုံးဝလက်မလွတ်တဲ့ကြည့်ရမယ်ပွဲကြီးပွဲကောင်းတစ်ပွဲလာပါပြီဒီပွဲကတော့လာမယ့်စက်တင်ဘာလ12ရက်နေ့ဂျပန်နိုင်ငံယိုကိုဟာမာမှာကျင်းပမယ်One Samurai 3ရဲ့ပွဲစဉ်မှာဂျပန်ရဲ့ပါရမီရှင်နာဒကာနဲ့မြန်မာကုံဆောင်ဟာလင်အောင်အောက်ချင်းလေးတို့ရဲ့ကစ်ပေါက်စင်စီးမြင့်အောက်မှာထိတ်တိုက်တွေ့ဆုံကြမယ်ပွဲပါနာဒကာကိုပြောရမယ်ဆိုရင်တော့သူဟာဒီခေတ်မွေးတိုင်းလောကရဲ့အပြည့်အစုံဆုံးနီးစနစ်သမားတွေတဲကတယောက်ပါပဲဘယ်တန်ဖြစ်တာကနေစပြီးဖူဝေါ်ခြေလန်းရွှေတာတိုင်းမင်အချိန်ကတိုက်ခိုက်နိုင်စွမ်းကောင်းတာပြန်လေတုံ့ပြန်ထိုးသတ်မှုနဲ့ distance ကွန်ထရိုအကွာဝေးထိန်းချုပ်နိုင်စွမ်းအထိအကုန်လုံးကိုတိတိကျကျအသုံးချတတ်ပါတယ်ပြန်ဘက်ကအမှားချက်လုပ်လိုက်တာနဲ့တင်အခွင့်အရေးကိုချက်ချင်းအမိရယူပြီးအမှတ်ယူတတ်သလိုလဲထိုးနိုင်တဲ့အချိန်လဲလုံးဝလက်မလွတ်စေရပါဘူးဒါကြောင့်ပဲလုံမနီကွင်းနဲ့ရာသဒဏန်ကွင်းလိုကဘာကျိုကွင်းတွေမှာတမိုင်းရေးထိုးနိုင်ခဲ့သလိုဝမ်ရဲ့အတန်ဝေးမှွေထိုင်းဝေါ်ချန်ပီယံအထိဖြစ်လာခဲ့တာပါစကားမဆက်ပြောရရင်ဝမ်မှနာတကာဟာလုံးဝရှုံးပွဲမရှိသေးပါဘူးဒါပေမဲ့ဒီတစ်ခါကမှွေထိုင်းမဟုတ်ပဲကစ်ပေါက်စင်စီးမြင့်နဲ့ပထမဆုံးဝမ်ပွဲဥထွက်ဖြစ်လာတာကစိတ်ဝင်စားစရာအချက်တစ်ချက်ပါပဲကလင်းဖက်တွေတိုက်ခိုက်မှုနဲ့ချို့သောမှွေထိုင်းလက်နက်တွေကိုအရင်လိုအသုံးချလို့မရတော့တဲ့အတွက်သူ့ရဲ့နီးစနစ်ကကစ်ပေါက်စင်စီးမြင့်အောင်မှာဘလောက်မြင့်မြတ်အောင်ဝင်မလဲဆိုတာစောင့်ကြည့်ရမှာပါတစ်ဖက်ကအောက်ချင်းလေးကတော့လုံးဝဆန့်ကျင်ဘက်ပုံစံပါပဲမြန်မာရွရလက်ဝေးကနေကြီးပြင်းလာတဲ့ဖိုက်တာဖြစ်လို့ဖိအားပေးထိုးတာရှီတိုးပြီးဖလှယ်တာနဲ့လက်သီးတစ်ချက်နဲ့ပွဲကိုပြောင်းလဲပြစ်နိုင်တဲ့နှုတ်ကပါဝါလဲထုတ်သွမ်းဟာလည်းသူ့ရဲ့အကြီးမားဆုံးလက်နက်ပါပဲ One Friday Fight မှာလည်းပရိသတ်တွေသဘောကျရတဲ့အကြောင်းရင်းကနိုင်မနိုင်မသိဘူးဒါပေမဲ့ပွဲကျန်းတစ်ပွဲတော့တေတာပေါက်ဖန်တီးပေးနိုင်လို့ပါဒီပွဲမှာအောက်ချင်းလေးအတွက်ရေးကြီးဆုံးကနာဒကကိုနီးစနစ်ကစားခွင့်မပေးဖို့ပါပဲအစာပိုင်းအကြီးတွေကလေးကဖိအားပေးပြီးကျိုးဝိုင်းကိုဖျက်ပေးရပါမယ်အဝေးကနေကစားခွင့်ပေးလိုက်ရင်နာဒကာရဲ့မျက်နှုံးနဲ့တိကျမှုကအမှတ်တွေဖြည်းဖြည်းစုပေးသွားနိုင်ပါတယ်ဒါပေမဲ့အကွာဝေးကိုကြော်ဖြတ်ပြီးအနီးကလက်သီးတွေထိလာပြီးဆိုရင်တော့အောက်ချင်းလေးရဲ့နှုတ်ကောက်ပါဝါလဲထုတ်ဆွမ်းအားကဘဒုအတွက်မဆိုအနေရရှိပါတယ်နာဒကာဘက်ကကြည့်ရင်တော့စိတ်ရှည်ဖို့လိုပါတယ်အောက်ချင်းလေးရဲ့ဖိအားကိုအလင်းစလိုတုံ့ပြန်မဲ့အစားဖူးဝေါ်နဲ့အန်ဂယ်တွေကိုအသုံးချပြီးကောင်တာတွေနဲ့အမှတ်ယူရင်တော့သူ့ရဲ့ပုံစံတိုင်းပွဲကိုထိန်းချုပ်နိုင်ပါတယ်ဒါပေမဲ့အောက်ချင်းလေးလိုလက်သီးအလေးထိုးသွမ်းကောင်းတဲ့ဖိုက်တာနဲ့တွေ့တဲ့အခါမှာတော့အာယုံပြတ်တဲ့စက္ကန့်ပိုင်းလေးကတော့ပွဲရလက်ကိုပြောင်းလဲသွားနိုင်ပါတယ်ကျွန်တော်မြင်ရပြောရရင်တော့ဒီပွဲရဲ့အဓိကတော့ချက်ကအကွာဝေးထိန်းချုပ်မှုပါပဲနာတကာကသူ့လိုချင်တဲ့အကွာဝေးကတိုက်ခိုက်နိုင်ရင်နီးစနစ်နဲ့အသာစီးရနိုင်ပါတယ်ဒါပေမဲ့အောက်ချင်းလေးကအဓိကွာဝေးကိုဖြတ်ပြီးအနီးကလက်သီးလဲတဲ့ပွဲမျိုးဖြစ်အောင်လုပ်နိုင်ရင်တော့မမျှော်လင့်ထားတဲ့အနိုင်ရလက်ဖြစ်သွားနိုင်တဲ့အတွက်အလားလာလည်းရှိပါတယ်အဆုံးသတ်ပြောရရင်ဒီပွဲကကမ္ဘာအဆင့်နီးစနစ်နဲ့မြန်မာတမ်မနီတို့ရဲ့တိုက်ပွဲလို့ပြောရင်လည်းမမှားပါဘူးစက္ကန့်ပိုင်းအမှားလေးတစ်ခုကပဲအနိုင်ရှုံးကိုဆုံးဖြတ်ပေးနိုင်တဲ့ပွဲမျိုးဖြစ်တာမို့လို့ကီပါစင်ပရိသတ်တွေအတွက်လုံးဝလက်မလွတ်တဲ့အဓိကပွဲစဉ်တစ်ပွဲဖြစ်လာမယ်လို့မျှော်လင့်ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်